ခေါင်းဆောင်မှာစီးတဲ့မှာကြောမှုတွေဖုံးကွယ်ထားတဲ့ပြီးတစ်ချက်ဂူသမားဆိုတာငငယ်တုန်းကတော့ဘောလုံးမကန်တဲ့ကောင်နဲ့ဝါးရီသူတွေလောရတဲ့တောင်ဝင်တစ်ခုလိုပဲနားလေခဲ့ကြတယ်တကယ်လေကျောင်းကဘောလုံးကန်ကြပြီဆိုရင်အဲ့ဒီလိုလူတွေကပဲဂိုးဖမ်းကြတာမျိုးအရွယ်ရောက်လာပြီးတော့ဘောလုံးပွဲတွေကိုခန်းစားတက်လာတော့မှပဲဂူသမားတွေကလည်းအရေးပါမှန်းနားလေလာခဲ့တယ်တကယ်တမ်းကြံတဲ့10ရောက်လုံးထက်တောင်မှဂူသမားနေရာကထိလွယ်ရှလွယ်တာမျိုးပေါ့လက်စွမ်းကောင်းနေတဲ့အသင်းကိုထမ်းတင်နေရရင်လည်းချီကျူးခံရသလိုအိမ်နေထားနေအမားလုံးလိုက်မိရင်လည်းနေချင်းညချင်းဟီးရိုးကနေပြီးတော့0ပြန်ဖြစ်သွားတာမျိုးပေါ့အနည်းဆက်ဆုံးပြောရရင်လီဗာပူးကသမားကာရီယာပေါ့အရင်ကြီးလက်စွမ်းဆိုးရသူမဟုတ်ပေမဲ့လည်းချန်ပီယံလိဖိုင်နယ်ကအမားရီယာပဲသူ့ရဲ့ကစားသမားဘဝတစ်ခုလုံးကိုဆွဲချသွားခဲ့တယ်ခေါင်းမဖော်နိုင်အောင်ဖြစ်ခဲ့ရတယ်အခုတော့အသင်းငယ်လေးဒီမှာပဲသူ့ရဲ့ကစားသမားဘဝကိုပြန်ပြီးတော့တည်ဆောက်နေရတယ်ဒါပေမဲ့ကာရီယာဆိုတာနဲ့အဲ့ဒီဘွေကအမားရီယာသူ့နာမည်နောက်ကနေအရေးဆိုးကြီးတစ်ခုလိုလိုက်နေတော့မှာပဲဒါကြောင့်ဂိုးသမားနေရာကအတင်းတင်းရဲ့အနေအများဆုံးနေရာလိုပဲဆိုကြပါရီဒီလိုနေရာမှာကစားပြီးတော့လက်စွမ်းကောင်းတွေကိုထိန်းထားနိုင်ခဲ့တဲ့ဂိုးသမားတွေကိုတော့တကယ်လေးချီးကျူးရမင်းဘောလုံးလောကမှာတည်ငြိမ်ဆုံးလက်စွမ်းနေတဲ့ကနဝင်ဂိုးသမားတွေအများပြားရှိခဲ့ကြပါရီသူတို့ကဂိုးသမားနေရာကိုပေါ်သေးသေးလို့ထင်နေတဲ့သူတွေကမားရီဆိုတာကိုသက်တည်ပြခဲ့ကြတဲ့သူတွေပေါ့အသင်းတော်တော်များများမှလည်းကနဝင်ဂိုးသမားတွေရှိခဲ့ကြပါရီဒီနေရာမှာချယ်ဆီကိုမျက်နှာမငယ်စေခဲ့တဲ့သူကတော့ပီတာချက်ပါချယ်ဆီအတွက်တင်မကပဲပရီးမီးယားလိအတွက်ပါဂန်ဝင်ဂိုးသမားဖြစ်တဲ့တမန်ရလောက်တဲ့အထိကိုလုံးပြနိုင်ခဲ့ပါရီပီတာချက်ကိုဂိုးသမားဖြစ်စေခဲ့တဲ့အကြောင်းရင်းကတော့အရက်ကြောင်လို့ပြောရမယ်အသက်10နှစ်အရွယ်လောက်မှာပဲအရက်ကြောင်ဂိုးဝင်ဖမ်းရင်းကနေပီတာချက်ဆိုတော့သူကိုယ်တိုင်ရှာတွေ့သွားခဲ့တယ်ဂိုးဖမ်းတဲ့ဘက်မှာသူ့ရဲ့ပါရမီတွေကလည်းနီးပြဆရာတွေကိုသတိထားမိသွားစေခဲ့တယ်ဒီလိုနဲ့ပီတာချက်အသက်18နှစ်မှာပဲ professional ကစားသမားတူဖြစ်လာခဲ့ပါရီ2004ခုနှစ်မှာတော့ချယ်ဆီကပြင်သစ်ကလပ်ရန်နက်ကနေပြီးတော့ပီတာချက်ကိုခေါ်ယူလိုက်တယ်ပြောမယ်ဆိုရင်အဲ့ဒီချိန်ကပီတာချက်ကိုခေါ်ယူလိုက်တာကလောင်းစားတစ်ခုလိုပါပဲဒါပေမဲ့အကျိုးမြတ်ရှိသွားတဲ့လောင်းစားလို့ပြောရမယ်ပထမရာသီမှာပဲပီတာချက်ကမယုံနိုင်လောက်တဲ့အချက်လက်တွေနဲ့လက်စွမ်းတွေကိုပြသသွားခဲ့တယ်မော်ရီယိုနဲ့ချယ်ဆီရဲ့လီတိုးမပေါက်တဲ့ခံစည်းဖြစ်ခဲ့တဲ့နှစ်မှာပဲပီတာချက်ကဂိုးရှိရတတိုင်းကြီးဖြစ်ခဲ့တာပါတရားဒီလုံးပေးကို15ကိုပဲရှိခဲ့ပြီးတော့ဂိုးမပေးရတဲ့ပွဲက24ပွဲတော်ရုံသေးတဲ့ဂိုးသမားတွေမချိုးဖြတ်နိုင်လောက်မဲ့စံချိန်မျိုးဆိုပြီးတော့လက်ခံထားကြတဲ့ထိပါပြီဒီလိုနဲ့2006ခုနှစ်ကပီတာချက်အတွက်တစ်စစ်ချိုးပြောင်းလဲခဲ့တယ်လို့ဆိုရမလားပြိုင်မဲ့ကစားသမားရဲ့ဒူးနဲ့တိုက်မိပြီးတော့ကွင်းထဲမှာလဲကျသွားခဲ့တယ်အသက်အန္တရာယ်ရှိသလိုဆရာဝန်တွေကတော့မှပီတာချက်ကိုပြန်ပြီးတော့မကစားနိုင်ဘူးလို့ပဲထင်ခဲ့ကြတဲ့ထင်အားမျိုးဒါပေမဲ့သူကအဲ့ဒီထင်အားကနေ3လအကြာမှာပဲပြန်ပြီးတော့လာနိုင်ခဲ့ပါတယ်အရင်ကခေါင်းစွပ်မပါတဲ့ပုံစံနဲ့ဒဏ်ရာရပြီးနောက်ပိုင်းပုံစံကတော့မတူဒါပေမဲ့တူညီခဲ့တာကတော့သူ့ရဲ့လက်စွမ်းပါပဲချယ်ဆီမှာ17ရာသီကြာဖြတ်သန်းခဲ့ပြီးတော့ပွဲပေါင်း466ပွဲပေးကိုမပေးရတာက228ပွဲပီတာချက်ရဲ့ချယ်ဆီပွဲပေါင်းထက်ဝက်ကျိုးလောက်ကဂိုးမပေးခဲ့ရပါဘူးဒါလို့ဆိုရင်တော့ပီတာချက်ကိုမသိဘူးဆိုရင်တော့မှဘာလို့ကန်ဝင်လို့တတ်မရလဲဆိုတာရှေရှေဝေးရှင်းပြနေစားလို့တော့မထင်ပါဘူးလက်ရှိအသင်းကဂိုးသမားတွေရောအားရစရာကောင်းရင်လားသူတို့ပေးဆက်နေရဆိုရင်တော့ပီတာချက်လို့ဂိုးသမားမျိုးတော့ပိုင်ဆိုင်ခြင်းကြမှာချက်စီဖန်နိုင်မယ်မဟုတ်လားပီတာချက်လို့မဟုတ်ရင်တော့ပီတာချက် live version လောက်ပဲဖြစ်ဖြစ်ပေါ့ဟုတ်ကဲ့ပါဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေကျွန်တော်တော့ချက်စီ area ရဲ့ season တင်ဆက်သူမင်းတွေပါ